မိန်းမတိုင်းဟာသူတို့ချစ်တဲ့ယောက်ျားကိုအမြင့်ရောက်စေခြင်းကြတယ်သူများအလုပ်လုပ်နေရတဲ့ယောက်ျားဆိုရင်ကိုယ်ပိုင်လုပ်ပဲလုပ်စေခြင်းတယ်လိုအပ်တာမှန်သမျှလုပ်ပေးခြင်းတယ်လူတိုင်းကအားကြတာပဲဖြစ်ခြင်းတယ်မကောင်းတဲ့လမ်းသွားနေရင်ပြုပြင်ပေးခြင်းတယ်အဝတ်စားလိုက်တာလေးတွေမြင်ရင်ဝတ်စေခြင်းတယ်သူကြိုက်တာလေးတွေမြင်ရင်စားစေခြင်းတယ်သူ့အတွက်ဆိုပြီးလဲတေချာဝယ်လဲကြတယ်သူနဲ့ပဲချိန်တိုင်းအတူရှိခြင်းကြတယ်ဒါဟာချစ်ချင်းမြတ်တာမိခင်နဲ့တူသောမိန်းမကိုရတာမိန်းမတန်မဲ့ငွေရှိတဲ့ယောက်ျားမှလိုအပ်တဲ့မိန်းမတွေငွေသာအပ်ပါစေဘာလို့ဆိုတဲ့မိန်းမတွေကောင်းတဲ့လမ်းလားမကောင်းတဲ့လမ်းလားတွေးမပေးနိုင်တဲ့မိန်းမတွေအဲ့လူမားနေတောင်ပြန်မပြောနိုင်တဲ့မိန်းမတွေဘာစေတနာမှမရှိလို့ငွေတစ်ကြက်တောင်မှမထုတ်တဲ့မိန်းမတွေလောကကြီးမှာတပုံကြီးယောက်ျားတစ်ယောက်ရဲ့အစင်တစားသူ့ဘေးကအမျိုးသမီးပဲသူတို့ဘာလို့ရတဲ့ခက်အမိန်းမမဟုတ်ဘူးသူတို့ကို control လုပ်နိုင်တဲ့မိန်းမမျိုးအဲ့ဒီလို control လုပ်နိုင်တဲ့မိန်းမနောက်လိုက်ရတဲ့ယောက်ျားတိုင်းကအောင်မြင်တဲ့လူတွေကြီးပဲအဲ့ဒါကိုဒီကောင်ကမိန်းမကြောက်ရတယ်ဆိုပြီးပြောကြတာတကယ်တော့ကြောက်တာမဟုတ်ဘူးဗျအဲ့ဒီမိန်းမရဲ့ brain level ကမိုးရဲလေတဲ့ဆိုရင်300လို့မလို့ control လုပ်ခံကြတာမိန်းမတွေကခုခေတ်မှာပေါ်တယ်ကိုဘေးမှာဘာမှမမီခိုပဲနဲ့ကို့အတွက်အားဖြစ်စေမဲ့မိန်းမရထားရင်တော့တန်မိုးသာထားကြပြု